ခင်ဗျားကျွန်တော်စီကိုအစီရင်ခံစာပို့ပေးနိုင်မလား Could you possibly send me the report? ခင်ဗျားကျွန်တော်စီကိုအစီရင်ခံစာပို့ပေးနိုင်မလား Could you possibly send me the report? ခင်ဗျားကျွန်တော်စီကိုအစီရင်ခံစာပို့ပေးနိုင်မလား Could you possibly send me the report? အစည်းအဝေးအချိန်ဇယားကိုစစ်ဆေးပေးနိုင်မလား Could you possibly check the meeting schedule? အစည်းအဝေးအချိန်ဇယားကိုစစ်ဆေးပေးနိုင်မလား Could you possibly check the meeting schedule? အစည်းအဝေးအချိန်ဇယားကိုစစ်ဆေးပေးနိုင်မလား Could you possibly check the meeting schedule? ခင်ဗျားအီးမေးလ်ကိုကျွန်တော်စီပို့ပေးနိုင်မလား Could you possibly forward the email to me? ခင်ဗျားအီးမေးလ်ကိုကျွန်တော်စီပို့ပေးနိုင်မလား Could you possibly forward the email to me? ခင်ဗျားအီးမေးလ်ကိုကျွန်တော်စီပို့ပေးနိုင်မလား Could you possibly forward the email to me? ပရောဂျက်အသေးစိတ်အချက်လက်တွေကိုခင်ဗျားမျှဝေပေးနိုင်မလား Could you possibly share the project details? ပရောဂျက်အသေးစိတ်အချက်လက်တွေကိုခင်ဗျားမျှဝေပေးနိုင်မလား Could you possibly share the project details? ပရောဂျက်အသေးစိတ်အချက်လက်တွေကိုခင်ဗျားမျှဝေပေးနိုင်မလား Could you possibly share the project details? ညွှန်ကြားချက်တွေကိုခင်ဗျားရှင်းလင်းပေးနိုင်မလား Could you possibly clarify the instructions? ညွှန်ကြားချက်တွေကိုခင်ဗျားရှင်းလင်းပေးနိုင်မလား Could you possibly clarify the instructions? ညွှန်ကြားချက်တွေကိုခင်ဗျားရှင်းလင်းပေးနိုင်မလား Could you possibly clarify the instructions? ဒီအလုပ်အတွက်ခင်ဗျားကျွန်တော်ကိုကူညီပေးနိုင်မလား Could you possibly help me with this task? ဒီအလုပ်အတွက်ခင်ဗျားကျွန်တော်ကိုကူညီပေးနိုင်မလား Could you possibly help me with this task? ဒီအလုပ်အတွက်ခင်ဗျားကျွန်တော်ကိုကူညီပေးနိုင်မလား Could you possibly help me with this task? ကျွန်တော်ရဲ့တင်ပြချက်ကိုခင်ဗျားပြန်လည်သုံးသပ်ပေးနိုင်မလား Could you possibly review my presentation? ကျွန်တော်ရဲ့တင်ပြချက်ကိုခင်ဗျားပြန်လည်သုံးသပ်ပေးနိုင်မလား Could you possibly review my presentation? ကျွန်တော်ရဲ့တင်ပြချက်ကိုခင်ဗျားပြန်လည်သုံးသပ်ပေးနိုင်မလား Could you possibly review my presentation? ခင်ဗျားဖိုင်ကိုပြန်ပြီးပို့ပေးနိုင်မလား Could you possibly resend the file? ခင်ဗျားဖိုင်ကိုပြန်ပြီးပို့ပေးနိုင်မလား Could you possibly resend the file? ခင်ဗျားဖိုင်ကိုပြန်ပြီးပို့ပေးနိုင်မလား Could you possibly resend the file? အစည်းအဝေးအချိန်ကိုခင်ဗျားအတည်ပြုပေးနိုင်မလား Could you possibly confirm the meeting time? အစည်းအဝေးအချိန်ကိုခင်ဗျားအတည်ပြုပေးနိုင်မလား Could you possibly confirm the meeting time? အစည်းအဝေးအချိန်ကိုခင်ဗျားအတည်ပြုပေးနိုင်မလား Could you possibly confirm the meeting time? မူဝါဒအသစ်ကိုခင်ဗျားရှင်းပြပေးနိုင်မလား Could you possibly explain the new policy? မူဝါဒအသစ်ကိုခင်ဗျားရှင်းပြပေးနိုင်မလား Could you possibly explain the new policy? မူဝါဒအသစ်ကိုခင်ဗျားရှင်းပြပေးနိုင်မလား Could you possibly explain the new policy? ကျွန်တော်ရဲ့တောင်းဆိုမှုကိုခင်ဗျားအတည်ပြုပေးနိုင်မလား Could you possibly approve my request? ကျွန်တော်ရဲ့တောင်းဆိုမှုကိုခင်ဗျားအတည်ပြုပေးနိုင်မလား Could you possibly approve my request? ကျွန်တော်ရဲ့တောင်းဆိုမှုကိုခင်ဗျားအတည်ပြုပေးနိုင်မလား Could you possibly approve my request? စာရွက်စာတမ်းများကိုခင်ဗျားစုစည်းပေးနိုင်မလား Could you possibly organize the documents? စာရွက်စာတမ်းများကိုခင်ဗျားစုစည်းပေးနိုင်မလား Could you possibly organize the documents? စာရွက်စာတမ်းများကိုခင်ဗျားစုစည်းပေးနိုင်မလား Could you possibly organize the documents? အစီရင်ခံစာကိုခင်ဗျားအချင်းချင်းပေးနိုင်မလား Could you possibly summarize the report? အစီရင်ခံစာကိုခင်ဗျားအချင်းချင်းပေးနိုင်မလား Could you possibly summarize the report? အစီရင်ခံစာကိုခင်ဗျားအချင်းချင်းပေးနိုင်မလား Could you possibly summarize the report? ကိန်းဂဏန်းတွေကိုနှစ်ခါလောက်စစ်ဆေးပေးနိုင်မလား Could you possibly double check the figures? ကိန်းဂဏန်းတွေကိုနှစ်ခါလောက်စစ်ဆေးပေးနိုင်မလား Could you possibly double check the figures? ကိန်းဂဏန်းတွေကိုနှစ်ခါလောက်စစ်ဆေးပေးနိုင်မလား Could you possibly double check the figures? ခင်ဗျားကျွန်တော်ကိုဖောက်တယ်တွေနဲ့မိတ်ဆက်ပေးနိုင်မလား Could you possibly introduce me to the client? ခင်ဗျားကျွန်တော်ကိုဖောက်တယ်တွေနဲ့မိတ်ဆက်ပေးနိုင်မလား Could you possibly introduce me to the client? ခင်ဗျားကျွန်တော်ကိုဖောက်တယ်တွေနဲ့မိတ်ဆက်ပေးနိုင်မလား Could you possibly introduce me to the client? ဒီပြဿနာကိုခင်ဗျားကင်တွယ်ဖြေရှင်းပေးနိုင်မလား Could you possibly handle this issue? ဒီပြဿနာကိုခင်ဗျားကင်တွယ်ဖြေရှင်းပေးနိုင်မလား Could you possibly handle this issue? ဒီပြဿနာကိုခင်ဗျားကင်တွယ်ဖြေရှင်းပေးနိုင်မလား Could you possibly handle this issue? အဖွဲ့အစည်းကိုခင်ဗျားအကြောင်းကြားပေးနိုင်မလား Could you possibly notify the team?
အဖွဲ့စီကိုခမည်းအကြောင်းကြားပေးနိုင်မလား Could you possibly notify the team? အဖွဲ့စီကိုခမည်းအကြောင်းကြားပေးနိုင်မလား Could you possibly notify the team? နောက်ဆက်တွဲအစီအစဉ်ကိုခမည်းစီစဉ်ပေးနိုင်မလား Could you possibly schedule a follow-up? နောက်ဆက်တွဲအစီအစဉ်ကိုခမည်းစီစဉ်ပေးနိုင်မလား Could you possibly schedule a follow-up? နောက်ဆက်တွဲအစီအစဉ်ကိုခမည်းစီစဉ်ပေးနိုင်မလား Could you possibly schedule a follow-up? ဒီစာရွက်စာတမ်းတွေကိုခမည်းပုံနှိပ်ပေးနိုင်မလား Could you possibly print these documents? ဒီစာရွက်စာတမ်းတွေကိုခမည်းပုံနှိပ်ပေးနိုင်မလား Could you possibly print these documents? ဒီစာရွက်စာတမ်းတွေကိုခမည်းပုံနှိပ်ပေးနိုင်မလား Could you possibly print these documents? မန်နေဂျာနဲ့တွေ့ဆုံဖို့ခမည်းစီစဉ်ပေးနိုင်မလား Could you possibly arrange a meeting with the manager? မန်နေဂျာနဲ့တွေ့ဆုံဖို့ခမည်းစီစဉ်ပေးနိုင်မလား Could you possibly arrange a meeting with the manager? မန်နေဂျာနဲ့တွေ့ဆုံဖို့ခမည်းစီစဉ်ပေးနိုင်မလား Could you possibly arrange a meeting with the manager? ကျွန်တော်ရဲ့အလုပ်ပေါ်တုံ့ပြန်ချက်ပေးနိုင်မလား Could you possibly provide feedback on my work? ကျွန်တော်ရဲ့အလုပ်ပေါ်တုံ့ပြန်ချက်ပေးနိုင်မလား Could you possibly provide feedback on my work? ကျွန်တော်ရဲ့အလုပ်ပေါ်တုံ့ပြန်ချက်ပေးနိုင်မလား Could you possibly provide feedback on my work? ခမည်းကုန်ပစ္စည်းစရင်းကိုစစ်ဆေးပေးနိုင်မလား Could you possibly check the inventory? ခမည်းကုန်ပစ္စည်းစရင်းကိုစစ်ဆေးပေးနိုင်မလား Could you possibly check the inventory? ခမည်းကုန်ပစ္စည်းစရင်းကိုစစ်ဆေးပေးနိုင်မလား Could you possibly check the inventory? နောက်ဆုံးရက်ကိုခမည်းကျွန်တော်ကိုသတိပေးနိုင်မလား Could you possibly remind me of the deadline? နောက်ဆုံးရက်ကိုခမည်းကျွန်တော်ကိုသတိပေးနိုင်မလား Could you possibly remind me of the deadline? နောက်ဆုံးရက်ကိုခမည်းကျွန်တော်ကိုသတိပေးနိုင်မလား Could you possibly remind me of the deadline? ဘတ်ဂျက်အပြောင်းလဲတွေကိုခမည်းရှင်းပြပေးနိုင်မလား Could you possibly explain the budget changes? ဘတ်ဂျက်အပြောင်းလဲတွေကိုခမည်းရှင်းပြပေးနိုင်မလား Could you possibly explain the budget changes? ဘတ်ဂျက်အပြောင်းလဲတွေကိုခမည်းရှင်းပြပေးနိုင်မလား Could you possibly explain the budget changes? ခမည်းလုပ်เสียရှိတာတွေကိုစောစောစီးစီးအပြီးတက်နိုင်မလား Could you possibly finish the task earlier? ခမည်းလုပ်เสียရှိတာတွေကိုစောစောစီးစီးအပြီးတက်နိုင်မလား Could you possibly finish the task earlier? ခမည်းလုပ်เสียရှိတာတွေကိုစောစောစီးစီးအပြီးတက်နိုင်မလား Could you possibly finish the task earlier? အီးမေးလ်ကိုစီစစ်ပြင်ဆင်ပေးဖို့ဖြစ်နိုင်မလား Could you possibly proofread the email? အီးမေးလ်ကိုစီစစ်ပြင်ဆင်ပေးဖို့ဖြစ်နိုင်မလား Could you possibly proofread the email? အီးမေးလ်ကိုစီစစ်ပြင်ဆင်ပေးဖို့ဖြစ်နိုင်မလား Could you possibly proofread the email? မင်းသားကိုစားလေးကမ်းပေးနိုင်မလား Could you possibly pass me the salt? မင်းသားကိုစားလေးကမ်းပေးနိုင်မလား Could you possibly pass me the salt? မင်းသားကိုစားလေးကမ်းပေးနိုင်မလား Could you possibly pass me the salt? ဒီအိတ်ကိုတည်ဖို့မင်းသားကိုကူညီပေးနိုင်မလား Could you possibly help me carry this bag? ဒီအိတ်ကိုတည်ဖို့မင်းသားကိုကူညီပေးနိုင်မလား Could you possibly help me carry this bag? ဒီအိတ်ကိုတည်ဖို့မင်းသားကိုကူညီပေးနိုင်မလား Could you possibly help me carry this bag? နောက်မှမင်းသားကိုပြန်ခေါ်လို့ရမလား Could you possibly call me back later? နောက်မှမင်းသားကိုပြန်ခေါ်လို့ရမလား Could you possibly call me back later? နောက်မှမင်းသားကိုပြန်ခေါ်လို့ရမလား Could you possibly call me back later? အတန်လေးတိုးပေးလို့ရနိုင်မလား Could you possibly turn down the volume? အတန်လေးတိုးပေးလို့ရနိုင်မလား Could you possibly turn down the volume? အတန်လေးတိုးပေးလို့ရနိုင်မလား Could you possibly turn down the volume? မင်းသားကိုဘောပင်ငှားပေးနိုင်မလား Could you possibly lend me a pen? မင်းသားကိုဘောပင်ငှားပေးနိုင်မလား Could you possibly lend me a pen? မင်းသားကိုဘောပင်ငှားပေးနိုင်မလား Could you possibly lend me a pen? ငါ့ကိုလမ်းညွှန်ပေးနိုင်မလား Could you possibly give me directions? ငါ့ကိုလမ်းညွှန်ပေးနိုင်မလား Could you possibly give me directions? ငါ့ကိုလမ်းညွှန်ပေးနိုင်မလား Could you possibly give me directions? မင်းပြတင်းပေါက်ကိုဖွင့်ပေးလို့ရနိုင်မလား Could you possibly open the window? မင်းပြတင်းပေါက်ကိုဖွင့်ပေးလို့ရနိုင်မလား Could you possibly open the window? မင်းပြတင်းပေါက်ကိုဖွင့်ပေးလို့ရနိုင်မလား Could you possibly open the window? ရာသီဥတုကိုအခြေအနေကိုပြောပေးနိုင်မလား Could you possibly check the weather? ရာသီဥတုကိုအခြေအနေကိုပြောပေးနိုင်မလား Could you possibly check the weather? ရာသီဥတုကိုအခြေအနေကိုပြောပေးနိုင်မလား Could you possibly check the weather? ကော်ဖီယူပေးလို့ရနိုင်မလား
Could you possibly grab me a coffee? ကော်ဖီယူပေးလို့ရနိုင်မလား Could you possibly grab me a coffee? ကော်ဖီယူပေးလို့ရနိုင်မလား Could you possibly grab me a coffee? သတိတစ်ချက်လောက်ပေးလို့ရနိုင်မလား Could you possibly send me a reminder? သတိတစ်ချက်လောက်ပေးလို့ရနိုင်မလား Could you possibly send me a reminder? သတိတစ်ချက်လောက်ပေးလို့ရနိုင်မလား Could you possibly send me a reminder? Wi-Fi ကိုမင်းပြင်ပေးလို့ရနိုင်မလား Could you possibly fix the Wi-Fi? Wi-Fi ကိုမင်းပြင်ပေးလို့ရနိုင်မလား Could you possibly fix the Wi-Fi? Wi-Fi ကိုမင်းပြင်ပေးလို့ရနိုင်မလား Could you possibly fix the Wi-Fi? တကားကိုကင်ထားလို့ရနိုင်မလား Could you possibly hold the door? တကားကိုကင်ထားလို့ရနိုင်မလား Could you possibly hold the door? တကားကိုကင်ထားလို့ရနိုင်မလား Could you possibly hold the door? နှိုးဆက်ကိုမင်းချိန်သတ်မှတ်ပေးလို့ရနိုင်မလား Could you possibly set the alarm? နှိုးဆက်ကိုမင်းချိန်သတ်မှတ်ပေးလို့ရနိုင်မလား Could you possibly set the alarm? နှိုးဆက်ကိုမင်းချိန်သတ်မှတ်ပေးလို့ရနိုင်မလား Could you possibly set the alarm? ဒီအရာကိုမင်းကြည့်ရှုနိုင်မလား Could you possibly take a look at this? ဒီအရာကိုမင်းကြည့်ရှုနိုင်မလား Could you possibly take a look at this? ဒီအရာကိုမင်းကြည့်ရှုနိုင်မလား Could you possibly take a look at this? တရေစာတွေမင်းယူလာပေးနိုင်မလား Could you possibly bring some snacks? တရေစာတွေမင်းယူလာပေးနိုင်မလား Could you possibly bring some snacks? တရေစာတွေမင်းယူလာပေးနိုင်မလား Could you possibly bring some snacks? မင်းခဏလောက်စောင့်နိုင်မလား Could you possibly wait for a moment? မင်းခဏလောက်စောင့်နိုင်မလား Could you possibly wait for a moment? မင်းခဏလောက်စောင့်နိုင်မလား Could you possibly wait for a moment? ဒါကိုမင်းငါကိုရှင်းပြနိုင်မလား Could you possibly explain this to me? ဒါကိုမင်းငါကိုရှင်းပြနိုင်မလား Could you possibly explain this to me? ဒါကိုမင်းငါကိုရှင်းပြနိုင်မလား Could you possibly explain this to me? မင်းအိတ်ကိုရွှေ့နိုင်မလား Could you possibly move your bag? မင်းအိတ်ကိုရွှေ့နိုင်မလား Could you possibly move your bag? မင်းအိတ်ကိုရွှေ့နိုင်မလား Could you possibly move your bag? ငါရဲ့တော်တွေကိုမင်းကူရှာပေးနိုင်မလား Could you possibly help me find my keys? ငါရဲ့တော်တွေကိုမင်းကူရှာပေးနိုင်မလား Could you possibly help me find my keys? ငါရဲ့တော်တွေကိုမင်းကူရှာပေးနိုင်မလား Could you possibly help me find my keys? အပင်တွေကိုမင်းရေလောင်းပေးနိုင်မလား Could you possibly water the plants? အပင်တွေကိုမင်းရေလောင်းပေးနိုင်မလား Could you possibly water the plants? အပင်တွေကိုမင်းရေလောင်းပေးနိုင်မလား Could you possibly water the plants? မေးကိုမင်းစစ်ဆေးနိုင်မလား Could you possibly check the mail? မေးကိုမင်းစစ်ဆေးနိုင်မလား Could you possibly check the mail? မေးကိုမင်းစစ်ဆေးနိုင်မလား Could you possibly check the mail? ကြောင်ကိုမင်းစာကျွေးနိုင်မလား Could you possibly feed the cat? ကြောင်ကိုမင်းစာကျွေးနိုင်မလား Could you possibly feed the cat? ကြောင်ကိုမင်းစာကျွေးနိုင်မလား Could you possibly feed the cat? တက္ကစီကိုမင်းခေါ်ပေးနိုင်မလား Could you possibly call a taxi? တက္ကစီကိုမင်းခေါ်ပေးနိုင်မလား Could you possibly call a taxi? တက္ကစီကိုမင်းခေါ်ပေးနိုင်မလား Could you possibly call a taxi? စပွဲကိုမင်းတန့်ရှင်းရေးလုပ်နိုင်မလား Could you possibly clean the table? စပွဲကိုမင်းတန့်ရှင်းရေးလုပ်နိုင်မလား Could you possibly clean the table? စပွဲကိုမင်းတန့်ရှင်းရေးလုပ်နိုင်မလား Could you possibly clean the table? မင်းတက်ပုံရိုက်ပေးလို့ရနိုင်မလား Could you possibly take a picture? မင်းတက်ပုံရိုက်ပေးလို့ရနိုင်မလား Could you possibly take a picture? မင်းတက်ပုံရိုက်ပေးလို့ရနိုင်မလား Could you possibly take a picture? မင်းကအင်ဂျီကိုကင်နိုင်မလား Could you possibly grab my coat? မင်းကအင်ဂျီကိုကင်နိုင်မလား Could you possibly grab my coat? မင်းကအင်ဂျီကိုကင်နိုင်မလား Could you possibly grab my coat? မိမိတွေကိုပိတ်ပေးလို့ရနိုင်မလား Could you possibly switch the lights off? မိမိတွေကိုပိတ်ပေးလို့ရနိုင်မလား Could you possibly switch the lights off? မိမိတွေကိုပိတ်ပေးလို့ရနိုင်မလား Could you possibly switch the lights off? မင်းကိုအချိန်လေးပြောပြနိုင်မလား Could you possibly tell me the time? မင်းကိုအချိန်လေးပြောပြနိုင်မလား Could you possibly tell me the time? မင်းကိုအချိန်လေးပြောပြနိုင်မလား Could you possibly tell me the time? လက်ဖက်ရည်လေးလုပ်ပေးနိုင်မလား Could you possibly make some tea? လက်ဖက်ရည်လေးလုပ်ပေးနိုင်မလား Could you possibly make some tea? လက်ဖက်ရည်လေးလုပ်ပေးနိုင်မလား Could you possibly make some tea? တကားကိုမင်းတော့ခတ်ထားနိုင်မလား Could you possibly lock the door? တကားကိုမင်းတော့ခတ်ထားနိုင်မလား
Could you possibly lock the door? တကားကိုမင်းတို့ခတ်ထားနိုင်မလား Could you possibly lock the door? ငါအတွက်လက်မှတ်ကြိုတင်မှာယူပေးနိုင်မလား Could you possibly book a ticket for me? ငါအတွက်လက်မှတ်ကြိုတင်မှာယူပေးနိုင်မလား Could you possibly book a ticket for me? ငါအတွက်လက်မှတ်ကြိုတင်မှာယူပေးနိုင်မလား Could you possibly book a ticket for me? ရေခဲတစ်တာကိုစစ်ဆေးပေးနိုင်မလား Could you possibly check the fridge? ရေခဲတစ်တာကိုစစ်ဆေးပေးနိုင်မလား Could you possibly check the fridge? ရေခဲတစ်တာကိုစစ်ဆေးပေးနိုင်မလား Could you possibly check the fridge? လေအေးပေးဆက်ကိုမင်းချိန်ညှိပေးနိုင်မလား Could you possibly adjust the air conditioner? လေအေးပေးဆက်ကိုမင်းချိန်ညှိပေးနိုင်မလား Could you possibly adjust the air conditioner? လေအေးပေးဆက်ကိုမင်းချိန်ညှိပေးနိုင်မလား Could you possibly adjust the air conditioner? TV ကိုမင်းဖွင့်ပေးနိုင်မလား Could you possibly turn on the TV? TV ကိုမင်းဖွင့်ပေးနိုင်မလား Could you possibly turn on the TV? TV ကိုမင်းဖွင့်ပေးနိုင်မလား Could you possibly turn on the TV? ပုံချောက်တွေကိုမင်းတယ်ကူပေးနိုင်မလား Could you possibly help me carry the groceries? ပုံချောက်တွေကိုမင်းတယ်ကူပေးနိုင်မလား Could you possibly help me carry the groceries? ပုံချောက်တွေကိုမင်းတယ်ကူပေးနိုင်မလား Could you possibly help me carry the groceries? အဲ့ဒီနေရာကိုရောက်အောင်ဘယ်လိုသွားရမလဲဆိုတာပြောပေးနိုင်မလား Could you possibly tell me how to get there? အဲ့ဒီနေရာကိုရောက်အောင်ဘယ်လိုသွားရမလဲဆိုတာပြောပေးနိုင်မလား Could you possibly tell me how to get there? အဲ့ဒီနေရာကိုရောက်အောင်ဘယ်လိုသွားရမလဲဆိုတာပြောပေးနိုင်မလား Could you possibly tell me how to get there?